အဲ့ဒါနဲ့ဒကမတယောက်ကတရားနားထောင်ပြီးတော့ပြန်သွားတယ်တဲ့ပြန်သွားတဲ့ချိန်အဲ့ဒီမှာတကာကစီးပြီးမေးတယ်မင်းတို့ဘုန်းကြီးကဘာတရားဟောလိုက်တော့ဟေးကောင်းကောင်းမသိပါဘူးတို့ဟောတာတော့ဟောလိုက်တာကတော့ဖရာပွဲကြောင်ပွဲဥပုသ်ဆောင်ပွဲဆုံးလောင်ပွဲစသည်ဖြင့်ဒီလိုဟာတွေကြည့်လိုက်ရင်တော့ဘာယကမတွေကများနေတယ်အဲ့ဒီအတွက်ကြောင့်ပေတဲ့ချိန်ခါကြတော့နတ်ပြည်ရောက်တဲ့အခါနတ်သမီးတွေကများနေတယ်ဒါယကာတွေကနေပြီးဒီကလာတယောက်တလေပဲဖြစ်တော့ကြောင့်နတ်သမီးတွေကများနေတော့ကြောင့်နတ်ပြည်မှာနတ်သားတယောက်ဆိုရင်နတ်သမီးတစ်ဖက်900နဲ့နတ်သမီး1000နဲ့စံစားတယ်လို့ဒီလိုပဲဟောလိုက်တယ်တဲ့အဲဒီတော့တို့ယောက်ျားတွေဘယ်သွားကုန်ဘယ်သွားတယ်လို့မသိဘူးလို့အမိန့်ရှိတယ်တဲ့ဒီလိုဆိုမကျေနပ်ဘူးဘုန်းကြီးသွားဆောင်မယ်ဘုန်းကြီးဖေကပြီးတော့တို့ယောက်ျားတွေဘယ်သွားတယ်လို့မသိဘူးလို့ရှင်ဖျားဟောလိုက်တယ်အဲဒီတော့ပြီးတော့တို့ယောက်ျားတွေဘယ်များရောက်ကုန်ကြတော့ဖျားဒါကဒကမတွေမြောက်ပြီးတော့ဟောတာဒကာတွေကဒီလိုပဲအလှပွဲတောင်းပွဲစသည်ဖြင့်ဆွန်လောင်ပွဲဖျားပွဲအဲ့ဒီလိုပွဲတွေဟာသူတို့ကအလိုက်အပြုနဲသည့်အတွက်ကြောင့်ပြီးတဲ့အခါနတ်ပြည်ရောက်တော့နတ်သမီးတွေကများတယ်နတ်သားတွေကတယောက်တလေပဲရှိတယ်လို့ငါပြောလိုက်တယ်ဒါပြီးတော့လေအားကြမခံမင်းကပြန်ပြောပေါ့ဘယ်လိုပြောမှာတော့ဖေဟာကင်းငါဝါလူသဲဆုမကပွင့်တော်မူသောဖရာတွေသည်တို့ယောက်ျားတွေလို့ပြောလိုက်ပါတော့လားတဲ့ကောင်းပါပြီဖရာတဲ့စိတ်ဆိုးမှန်သူနဲ့တခါတည်းပြန်သွားတယ်ဟိုရောက်တဲ့ခါကျတော့ဟေးမိမပါတော့ဒီလိုလိုပဲဘုန်းကြီးကပြောလိုက်တယ်မင်းတို့မိမတွေကဖရာပွဲကြောင်းပွဲများသည့်အတွက်ကြောင့်ဒါနပြုလို့ရာသီလဆောက်တည်ရာအဲ့တို့များသောကြောင့်နတ်ပြည်ရောက်ကြတယ်တဲ့တို့ယောက်ျားတွေကခင်းငါဝါလူတဲစုမကပွင့်တော်မူသောဖရာတွေဖြစ်ကုန်တယ်လို့ပြောရမှာဒီလိုမပြောဘဲနဲ့ခင်းငါဝါလူသဲရီကြီးဖြစ်ကုန်တယ်ဟေးပြောလိုက်တယ်တဲ့နော်အဲ့လိုပဲသဲရီကြီးဖြစ်ကုန်တယ်လို့ညာအလွဲအချော်မဝင်စားကြနဲ့နော်